Champion League မှာ Man City Chelsea ထွက်ခွာပြီးတော့ Sporting Lisbon ရဲ့တမိုင်းဝင် comeback ဒီကုတော့မင်္ဂလာပါ Football Show တွေတူတာပါဒီနေ့ကျွန်တော်တို့ Champion League 16သင်းအဆင့်ရှုံးထွက်ဒုတိယအကျော်ပွဲစဉ်လေးကိုဆွေးနွေးပေးသွားမယ် Chelsea နဲ့ PSG အသင်းပဲဖြစ်ပါတယ် Chelsea သင်းဒီကျွန်တော်အိမ်ပွဲမှာ PSG သင်းကို 0-3 နဲ့ထပ်မံရှုံးနေသွားပြီးတော့နှစ်ကျော့ပေါင်းရလက် 2-8 နဲ့ကျွန်တော် Champion League ပြန်ပွဲကနေထွက်ခွာသွားခဲ့ရတဲ့ Chelsea အသင်းအတွက် Chelsea လို့ကျွန်တော် history ရှိပြီးတမိုင်းကြောင်းခံစားခဲ့တဲ့အသင်းတို့ဒီလိုမျိုးရှုံးနေမှုကတကယ်ကိုကျွန်တော်တို့မဖြစ်တဲ့ရှုံးနေမှုတစ်ခုလို့ပြောလို့ရတယ်အဓိကပြချက်စီအသင်းရဲ့နောက်တန်းထက်ကပြောနေတဲ့အရာပဲဒီနေ့မှာထပ်ပြောမယ်ချက်စီအသင်းရဲ့နောက်တန်းအဓိကရှုံးနေမှုဒီချက်စီအသင်းနောက်တန်းပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ချက်စီအသင်းနီးပြအတွေ့အကြုံချင်းပြလေးအတွေ့အကြုံကောင်းမမရှိထားတဲ့နီးပြရဲ့ကျွန်တော်တို့လူထုတ်ပုံ decision တွေအဓိကချက်စီအသင်းနောက်တန်းရဲ့ကျွန်တော်တို့ quality မပြေဝမှုတွေကြောင့်ဒီအရှိပွဲမှာလည်းရှုံးခဲ့ရတယ်လို့ဒီဒုတိယအကျော်ပွဲမှာလည်းထပ်မံပြီးတော့အိမ်ဝင်းမှာပြည်စီတုံ0-3နဲ့ထပ်မံရှုံးနေခဲ့တကယ်ရှင်နာဖို့ကောင်းတဲ့ချက်စီပရိသတ်တွေအတွက်တကယ်ရှင်နာဖို့ကောင်းတဲ့ရှုံးနေမှုတစ်ခုဖြစ်တယ်။နှစ်ကချန်ပီယံ PP ပြည်စီအသင်းကလည်း intensity မြင့်ဒီကစားကွက်လှပနဲ့ချက်စီအသင်းကိုကျွန်တော်တို့ခန်းစစ်ပိတ်ပြီးပထမအကျော်မှာနိုင်ခဲ့ပေမဲ့လည်းခန်းစစ်ပိတ်ပြီးတော့စော့မနေပဲနဲ့ beautiful football Luis Enrique ရဲ့ beautiful football တကယ် intensity ပြည့်နဲ့ကျွန်တော်ကစားကွက်လှပနဲ့ချက်စီအသင်းကို resultတိုက်စစ်မီကစားသွားခဲ့တယ်ကျွန်တော်တို့ဒီပွဲအကြောင်းလေးပြောကြည့်ရအောင်ကျွန်တော် Chelsea အသင်းဒီကျွန်တော် 4-2-3-1 နဲ့ပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်မှာ JP ကျော်ပက်ဒရိုဦးဆောင်ပြီးတော့ကျွန်တော်တို့ပါမာပက်ဒရိုနဲ့တို့အန်ဇိုတို့ကဝန်းရံပြီးတော့ကစားသွားခဲ့တယ်ကျွန်တော်တို့PSG အသင်းအနေနဲ့ဆိုလို့ရှိရင်လည်း 4-3-3 PSG အမြဲကစားနေကြကစားကွက် 4-3-3 နဲ့ကစားလာပြီးတော့ Ousmane Dembele Kvaratskhelia နဲ့ကျွန်တော်Barcola ကျွန်တော်3ယောက်ဒီ3ယောက်အတွဲပွဲထုတ်ခဲ့တဲ့ဒူဝေးကိုတော့ကျွန်တော်တို့ဒီအရင်ဆင်းမှာပဲထည့်ထားတာကိုတွေ့ရတယ်အဲ့တော့ပြည်စီအသင်းကကျွန်တော် Chelsea အသင်း Luis Enrique ကျုံးဝါထားတဲ့အတိုင်းပဲ Chelsea အသင်းပိတ်ဆော့မနေပဲနဲ့တိုက်စစ်စင်ကစားမှုတွေပြုလုပ်တယ်ပွဲစား6မိနစ်မှာပဲ Kvaratskhelia ဂိုးရတယ်ဒီဂိုးပါဗျာတကယ်ကျွန်တော် Chelsea အသင်းနောက်တော့အရင်အံ့ဩတယ်မမတို့စားဗျာဘောလုံး test ကိုတော့ကောင်းမထိန်နိုင်ဘူးဒီ test လေးတစ်ခုပုံမှန်နောက်တန်းကစားသမားတွေဗျာလိုရမယ့် test လေးကောင်းမထိန်နိုင်ပဲနဲ့ဒီ Kvaratskhelia လွတ်ထွက်သွားတယ်ဒါ Kvaratskhelia လွတ်ထက်သွားတာအရန်ကောင်းပြီးတော့အဲ့လိုကြော်သွားတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ touch ရောက်အဓိကဒီကျွန်တော်တို့မဘာလူဆိုင်ရဲ့ touch မှားပြီးတော့ဒီသူ့ရဲ့ဘောလုံး control လုပ်တဲ့ပုံတကယ်မကောင်းတဲ့အတွက်ကြောင့်မို့လို့ Kvaratskhelia လွတ်ထက်သွားလို့ကျွန်တော်ပြောလို့ရတယ်အဲ့ touch ကစစ်အသင်းဥဆောင်မှုပေးလိုက်ရတဲ့တကယ်ကိုအရေးကြီးတဲ့အကြောင်းရင်းပဲကျွန်တော်တန်းကစားသမားတွေအကုန်လုံးတကယ်ကို performance ကောင်းမပြနိုင်ခဲ့ဘူးဒီမကောင်းတဲ့ကျွန်တော်တို့ဘောလုံးအထိမ့်သိမ်းမကောင်းတဲ့ပုံစံတွေပြီးလွတ်ထွက်သွားပြီးတော့ Kvaratskhelia ကဲသွင်းသွားခဲ့တဲ့ Chelsea အသင်းတို့ဥဆောင်မှုပွဲအစ6မိနစ်မှာပဲပေးလိုက်ရတယ်14မိနစ်မှာတန်တိုက်စစ်ကနေပြီးတော့ကျွန်တော် Hakimi ခင်းပြီးတော့ Barcola ကျွန်တော်လည်းဘောလုံးတော့ပြီးတော့ကန်လိုက်တယ်တကယ်ဒီဒုတိယကျွန်တော်တို့ဒုတိယကို PSG အသင်းဒုတိယကိုတော်တော်လေးလှပပြီးတော့ PSG အသင်းမြန်ဆန်တဲ့တိုက်စစ်ကိုကျွန်တော်တွေးရှိခဲ့ရတယ် beautiful football attacking football ကို Luis Enrique ရဲ့ beautiful football ကိုကျွန်တော်တွေးရှိခဲ့ရတယ်ပြီးတော့ကျွန်တော်တို့ဒုတိယကိုပေးလိုက်ရတယ်ပထမပိုင်းမှာပဲတကယ်ကိုပြန်လာဖို့ခက်ခဲသွားခဲ့တယ်ပြည်စီတို့ကျွန်တော်0-2နဲ့ဦးဆောင်နေခဲ့ဒုတိယပိုင်းစပြီးတော့ကျွန်တော်တတိယကိုတော့မိနစ်60ကျော်မှာပြည်စီကတော့မာယူလူကထပ်ပြီးတော့သွင်းပေးသွားခဲ့တယ်ပြည်စီအသင်းတို့ကျွန်တော်0-3နဲ့ချက်စီတို့နိုင်ရရှိခဲ့ဒီနေ့ပွဲမှာတော့ဒီကျွန်တော်ပြည်စီချက်စီအသင်းဒီလည်းရတဲ့ကျွန်တော်ထိုက်တဲ့လောက်စူးစမ်းပြီးတုံ့ပြန်ခဲ့ဒါပေမဲ့လည်းကျွန်တော်တို့အစမပြေခဲ့ဦးဒီကျွန်တော်တို့ပြောနောက်တန်းအမားတွေဥဆောင်မိုးတာအစောစီမပေးရောက်ဆိုလို့ရှိရင် Chelsea အသင်း result ကတမျိုးတစ်ဖုံနည်းလေးမျှော်လင့်လို့ရတယ်ဗျာဒါပေမဲ့ဥဆောင်ကိုစောစီပေးလိုက်ရကတည်းကကျွန်တော် Chelsea အသင်းအစမပြေကစားပုံတွေ Chelsea အသင်းကျွန်တော်တက်ပြတ်သွားခဲ့တယ်ပြီးတော့အဓိကဒီပွဲမှာ PSG ကစားတိုက်စစ်ကစားမှုကောင်းတယ်ဆိုပေမဲ့လည်း Chelsea အသင်းရဲ့ကန်သွင်းချက်တွေတိုက်စစ်တွေကိုဟန်တာပေးခဲ့တယ်ကိုသမား PSG အသင်းကိုသမားကလည်းဒီပွဲမှာတကယ်ကောင်းခဲ့တယ်ဒီငိန်နဲ့လက်စွမ်းကိုပြတာခဲ့ဒီ Russia ကိုသမား Safonov ဖြစ်တယ်ဒီကိုသမိုင်းလက်ဆွဲကိုလည်းကျွန်တော်ဒီနေ့ပွဲမှာ PSG အသင်းရဲ့ကစားပုံအပြင်ဒီမပြုချင်တယ်အဲ့တော့ Chelsea အသင်းကတော့ကျွန်တော်တို့တကယ်ကိုပြတ်သားတဲ့ရလဒ်တစ်ခုနဲ့ Champions League 16တင်အဆင့်ကနေထွက်ခွာခဲ့ရပြီအဲ့တော့ Chelsea ကျွန်တော်တို့ပိုင်ရှင်တွေဘုတ်အဖွဲ့ဝင်တွေ Sporting Director တွေကလည်းဒီကျွန်တော်တို့ဒီရှုံးပွဲကိုသင်ခန်းစာရလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ Chelsea အသင်းကိုဘယ်လိုမျိုးသူတို့လုပ်ပေးမလဲနောက်တန်းလုံးဝဖြည့်ရမယ်အနေထားမှာသူတို့မဖြည့်ပေးခဲ့ပဲနဲ့ရှိလို့ဆက်သွားခဲ့တယ်အဲ့တော့ရလက်တွေထွက်ခဲ့တယ်နီးပြသည်လည်းကျွန်တော်တို့ရေသွေးမှာလိုအပ်ရေသွေးပိုင်းတွေးကြုံမှာအများကြီးလိုအပ်နေတဲ့နီးပြတယောက်နဲ့
သူတို့ရှေ့ဆက်ခဲ့တယ်အဲ့တော့ဒီလိုရှုံးပွဲနေသူတို့ဘယ်လိုမျိုးတင်ခန်းစာရသွားမလဲဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတော့ကျွန်တော်တို့လူဆက်လက်ဆောက်ကြည့်အောင်မနစ်ကချန်ပီယံဖြစ်ခဲ့တဲ့ PSG အသင်းကတော့ Chelsea အသင်းကိုပြတ်သားတဲ့ကိုယ်နဲ့ကြော်ဖြတ်ပြီးတော့ quarter final အဆင့်ကိုတရောက်သွားပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော် Chelsea နဲ့ PSG ပွဲအကြောင်းလေးဖြစ်ပါတယ်ဒီကပွဲစဉ်ကတော့ Sporting နဲ့ Bodo Glimt ပွဲစဉ်ပဲဖြစ်ပါတယ်တကယ် Champion League မှာကျွန်တော်တို့မြင်တွေ့ရခဲ့တဲ့ဆက်စင်းနဲ့တခုမှလက်ချိုးရည်လို့ရတဲ့ comeback မျိုး Sporting Lisbon တို့ဒီနေ့လုံးပြနိုင်ခဲ့တယ်ကျွန်တော်တို့အဝေးကွင်းမှာ 3-0 နဲ့ Bodo Glimt ကိုရှုံးနိမ့်နေရနေပြီးတော့အိမ်ဝင်းမှာ 3-0 ကန်ပြီးတော့ကျွန်တော်တို့အချိန်ပေါ်မှာ 4-0 5-0 အထိကျွန်တော်တို့ Bodo Glimt ကိုဂိုးတွေသွင်းပြီးတော့တမိုင်းဝင် comeback တခုလုံးပြနိုင်ခဲ့တယ်အဲ့တော့ကျွန်တော်ဒီကနေပြီးတော့ Sporting Lisbon အသင်းရဲ့ဇာတ်သမားနီးပြတွေကိုကျွန်တော်ဒီ result ကိုအရန်ကိုကျွန်တော်ချီးကျူးခြင်းပါတယ်ဘာလို့လဲဆိုတော့ Champions League မှာဒီလို comeback တွေအများကြီးမြင်တွေ့ရလေရှိတဲ့ comeback မျိုးတွေမဟုတ်ဘူးတမိုင်းဝင် comeback တခုဖြစ်လို့ပါအဲ့တော့ပွဲကြောင်းလေးပြောကြည့်ရအောင် Sporting Lisbon ကတော့တကယ်ကိုကျွန်တော်ဒီနေ့အရင်ရလက်အရှိပိုင်းရလက်မှာပထမအကြော့ရလက်တော့ရှုံးတာနဲ့ပြီးအိမ်ဝင်းမှာတော်တော်လေးကိုဖိဖိစီစီကစားသွားခဲ့တောက်လျှောက်ဖိတာဘိုလိုကမင်းကိုပြဘိုလိုကမင်းလုံးဝအသက်ရှူလို့မရအောင်ဖိတာအဲ့တော့ဖိပြီးတော့ကစားတာသူရဲ့ကစားပုံက data အချက်လက်တွေကပြောမယ်ဆိုလို့ရှိရင် Sporting Lisbon ဒီနေ့ပွဲမှာကန်ချက်38ကြိမ်ရခဲ့တယ်ကျွန်တော် expected goal ရတယ်3ကျော်တယ်ဘိုလိုကမင်းကကျွန်တော်0 point ပဲရှိတယ်အဲ့လိုမျိုးတစ်ဖက်သက်ဖိပြီးတော့ expected goal တွေကန်ခွင့်အများကြီးတကယ်ကိုထိုက်တန်ခြေစွမ်းပြသပြီးတော့ comeback လုပ်သွားနိုင်ခဲ့တဲ့ပွဲလို့ကျွန်တော်တို့ပြောလို့ရမယ်ပထမပိုင်းမှာကျွန်တော် Sporting ဥဆောင်ကိုရမိနစ်30ကျော်မှာဥဆောင်ကိုရတယ်အဲ့ဒါ Inacio သွင်းယူသွားခဲ့တယ်အဲ့တော့ဒါပေမဲ့တကူရပေမဲ့လောကထပ်ပြီးတိုက်စစ်တောက်လျှောက်ဆင်ပြီးတော့ဒုတိယပိုင်းမှာလည်းကျွန်တော်တို့ဒုတိယကိုတတိယကိုရရှိသွားခဲ့တယ်ဒီတတိယကိုတော့ကျွန်တော်တို့ပွဲပြီးကန်နေကျွန်တော်တို့80ဝန်းကျင်80ဝန်းကျင်လောက်မှာကျွန်တော် Suarez ကနေပြီးတော့ penalty ကနေပြီးတော့သွင်းယူသွားပေးခဲ့တယ်3-0 နဲ့ကျွန်တော်တို့ဖြစ်သွားတော့တကယ်နှစ်ဦးနှစ်ဖက်ကအရှိကပထမကြိုးချမ်းနဲ့တူသွားတော့ကြောင့်မလို့ကျွန်တော်တို့3-3ပုံစံနဲ့ကျွန်တော်တို့ကစားခဲ့တယ်အချိန်ပိုဆက်ကစားတဲ့အချိန်ပိုမှာလည်းကျွန်တော်4-0 5-0နဲ့နိုင်ဂိုးတွေသွင်းသွားခဲ့ပြီးတော့တက်သွားခဲ့ဒီနေ့ပွဲမှာတော့ကျွန်တော် Inacio ကိုတကယ်ချီးကျူးခြင်းနဲ့ဒီ Inacio ကအစကတည်းကခြေစွမ်းရှိတဲ့ကစားသမားအသက်24နှစ်ပဲရှိပြီးတော့တကယ်ကို Sporting မှာတောက်ပတဲ့ကစားသမားကျွန်တော်ပြောင်းရွှေ့ဈေးကွက်တွေမှာလည်းဒီ Europa အသင်းကြီးကိုရောက်မယ်ဆိုပြီးဖြစ်နေတဲ့ကစားသမားဖြစ်တယ်ဒီနေ့ပွဲမှာလည်းသူ့ရဲ့အစွမ်းကိုပြသွားခဲ့တယ်ကျွန်တော် man of the match ကိုတော့ Inacio ကိုပေးခြင်းနဲ့တိုက်စစ်ကဒီကျွန်တော်တို့ Victor Gyokeres နေရာမှာသူတို့အစားထိုးခေါ်ခဲ့တဲ့ကျွန်တော် Suarez ကိုလံဘီယာကစားသမားလေး Luis Javier Suarez တော့မဟုတ် Luis Javier Suarez 28နှစ်ရှိပြီတကယ်ကိုသူဒီလေဒီ comeback မှာခြေစွမ်းပြပြီးတော့ဥဆောင်ပြီးကစားတိုက်စစ်ကိုဥဆောင်ပြီးကစားသွားခဲ့တယ်အဲ့တော့ကျွန်တော် Gyokeres ထွက်သွားခဲ့ပေမဲ့လည်း Sporting Gyokeres နေရာအတွက်ကောင်းမွန်တဲ့တိုက်စစ်မှုတူဦးနဲ့ခြေစွမ်းဖြည့်တင်နိုင်ခဲ့တယ်သူကလည်းဒီ Javier Suarez ကလည်းအစွမ်းပြပြီးတော့ကျွန်တော်တို့ဒီ Sporting နိုင်မှုအတွက်ရေးပါခဲ့တယ်အဲ့တော့ကျွန်တော်ဒီနေ့ပွဲမှာတကယ်ကို Javier Suarez နဲ့ Inacio နှစ်ယောက်ကတော့တင်းရှားခြေစွမ်းပြသွားခဲ့တယ်ဒါပေမဲ့ကျွန်တော်အတွက် football journey အတွက် man of the match ကတော့ကျွန်တော်တို့ Inacio ကိုပေးခြင်းနဲ့နောက်တန်းမှာတကယ်ကိုကောင်းမွန်ကစားသွားတဲ့အပြင်ဒီကိုပါသူပေးသွားနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်ညီကိုတော့တမိုင်းဝင် comeback ဒါကတော့တမိုင်းဝင် comeback ပဲဖြစ်ပါတယ်ဒီနေ့ကစားသွားခဲ့တဲ့ကျွန်တော် Champions League ဒုတိယကြော့ပွဲစဉ်တွေဖြစ်ပါတယ်ညီကိုတော့ဘယ်ပွဲစဉ်ကိုသဘောကျကြလဲ comment မှာဆွေးနွေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်